ပရိသတ်တွေစောင့်မျှော်နေကြတဲ့သွေးလင်းထက်နဲ့စွန်ရတ်တို့ပွဲစဉ်လာပါပြီခုလာမဲ့ဇန်နဝါရီလ30ရက်နေ့မှာဒီမြန်မာဖိုက်တာ2ဦးဟာခေါင်းပွဲနဲ့ဒူခေါင်းပွဲအထိပါဝင်လာမှာဖြစ်ပါတယ်ဒီတော့သူတို့နှစ်ယောက်ရှင်ပြိုင်ထိုးတက်ကြမဲ့ပြိုင်ဘက်ဖိုက်တာတွေကိုလေ့လာကြည့်လိုက်ရင်ကုံချိုင်းအရက်မြင့်9ပေ6လက်မရှိပြီးစုစုပေါင်း15ပွဲထိုးတက်ထက်ရာ6ပွဲနိုင်6ပွဲရှုံနေတွဲလင်းထက်အရက်မြင့်9ပေ6လက်မရှိပြီးစုစုပေါင်း9ပွဲထိုးတက်ထက်ရာ9ပွဲနိုင်2ပွဲရှုံနေဘူဟာကြီးအရက်မြင့်9ပေ9လက်မရှိပြီးစုစုပေါင်း10ပွဲထိုးတက်ထက်ရာ6ပွဲနိုင်2ပွဲရှုံနေစွန်ရက်အရက်အမြင့်9ပေ6လက်မရှိပြီးစုစုပေါင်း14ပွဲထိုးတက်ထက်ရာ10ပွဲနိုင်6ပွဲရှုံနေခုတစ်ပတ်မှာဒီဖိုက်တာ2ဦးဟာဘလို့အနိုင်ယူထိုးတက်သွားမလဲဆိုတာကိုအားပေးကြပါအောင်